Cái đó rồi anh mà hốt san để của chi lại bia hốt san để đã biết gì quý bạn khỏe bà đã bà biết gì bà quý bạn này cái anh để quý bạn đi bà đã có bầu là anh đã nói bầu là Ba bầu lên, ba bầu lên, ba bầu lên. Nấu cháo lâu nay mà bà ra, xí cháo lâu nay mà bà ra. Bây giờ mà bà lên, nấu cháo lâu nay mà bà ra mua là. Ê gạo là bầu gạo là, bầu lên, bầu gạo, bà ra nó. Cái đó tôi xem bên nào nít tiếng à. Athabhavani vibhadinan sabradhaparaniတွေ့လားတွေ့ရAthabhavan vibhadinan yani yani bhubbagani Sabarani dani dani paradhaparati nyani vandi Tayadha tiyandi tidhamima Paradhaparamisindina buddho kadari paradhaparan Cái alam bao tôi lại bảo mẹ số ở trong bao vàng đi uy về đi nè sao bây giờ ta bây giờ này số Nào đi con ra tôi lại bảo Cái chi bia Athabhavan vibhadinan Thì mà Athabhavan vibhadinanလို့ဩဒီကဖွင့်ပြတဲ့အတွက်ကြောင့်အာချက်ဝိဘတ်အကုန်လုံးကိုပြောတာခြေဆောင်ကြည့်ဒါဆိုရင်အာချက်ဝိဘတ်ကဘယ်နှမျိုးရှိလဲအဲ့မှာမင်းတို့ဝဋ္ဌမနာပစ္စုပန်နေတုတ်ကနေပြီးတော့ကြကရိယာတိပန်နေဒီကာလာတိပတ္တိတုတ်ထီအောင်ဆိုကြည့်လိုက်ရင်ဝိဘတ်10မျိုးရှိတယ်အချက်မှာဘယ်နှမျိုးရှိလဲ10မျိုးဘယ်နှမျိုးရှိလဲ10မျိုးဟုတ်လားကဲအဲ့မှာမင်းတို့30လေးတွေရရင်တော့လည်းဘာဖြစ်မရရင်တော့လည်းစာအုပ်လေးတွေကြည့်တာဝဋ္ဌမနာပစ္စုပန်နေတုတ်ကိုကြည့်ပြီးတော့ကြဝဋ္ဌမဝိဘတ်အနတ္တယသိတေဒုဒ္ဒကလေးပိစွန်မီတုတ်ကိုကြည့်ပြီးတော့ပိစွန်မီဝိဘတ်အနုမတိပရိကပတ္တေသူတတ္တမီတုတ်ကိုကြည့်ပြီးတော့တတ္တမီဝိဘတ်အဘိဇဂေပရောက္ခတိတေတုတ်ကိုကြည့်ပြီးတော့じゃဘာဝိဘတ်လဲဟေယောဘဗုတိပိစကေယတနိတုတ်ကိုကြည့်ပြီးတော့တမိပိဇဒဏီတုတ်ကိုကြည့်ပြီးတော့ဣဇဒဏီဝိဘတ်ဟုတ်လားနောက်တကအနာဂတေဘဝိတန္တိတုတ်ကိုကြည့်ပြီးတော့ဘဝိတန္တိဝိဘတ်ကရိယာတိဗန္တိတိကာလာတိပတ္တိသူတုတ်ကိုကြည့်ပြီးတော့じゃကာလာတိပတ္တိဝိဘတ်ဆိုပြီးတော့အာချက်မှာဝိဘတ်ဘယ်နှမျိုးရှိလဲရှင်မျိုးဘယ်နှမျိုးရှိလဲရှင်မျိုးကဲဘာတွေလဲဗျာပြောကြည့်ပါဦးပြောတိုးစင်ကြည့်ပြီးပြောဝဋ္ဌမနာပိဿဗန္နေတုတ်ကိုဝဋ္ဌမနာပိဿဗန္နေတုတ်ကိုကြည့်ပြီးတော့အမလက်တစ်ချောင်းတို့ပြောကြပိဿဗန္ဝိဘတ်အပေါ့ဝဋ္ဌမဝိဘတ်ဆိုဝဋ္ဌမနာပိဿဗန္နေဝဋ္ဌမဝိဘတ်အနာရတိရောလေဝိဒံယောတိ Anumerate
တော်တဲ့သူလိုက်ပါအောင်သုံးကောက်ဆိုအာချဝိဘရှင်မြတ်ဥသောကအာချဝိဘရှင်မြတ်ဥသောကတော်ကတဲ့ဆိုအကျဝိဘရှင်မြတ်ဥသောကအကျဝိဘရှင်မြတ်ဥသောကဝရမဏေသောသောဝေဝရမဏေအနာရယနာရဝိဒနာသောသောဝေသံဃေဝိနုမတေသောသောဝေသံဃေဝိဒါဆိုရင်တဗ္ဗသံဝိပတ္တိနံယာနိပုဗ္ဗကံနိသဗ္ဗရာနိတဲ့အဲ့ဒီဝိပဿရှင်မျိုးတဲ့ကိုမှတစ်မျိုးလည်းရင်ဝိပဿလုံးရဘယ်နှလုံးရှိလဲ12လုံးဘယ်နှလုံးရှိလဲ12လုံးဘယ်နှလုံးရှိလဲ12လုံးအဲ့ဒီ12လုံးတဲ့ကိုမှယာနိပုဗ္ဗကံနိသဗ္ဗရာနိဒါနိပရတပရပညာနိတဲ့ရှင်း6လုံးကိုဘာဝိဘက်လို့ဘာပုတ်လို့ပြောမှလဲပရတမဝိဘက်ဘာဝိဘက်လဲဘာဝိဘက်လဲမှတ်တာနော်နောက်6လုံးကိုဘာဝိဘက်လို့ပြောမှလဲဘာဝိဘက်လို့ပြောမှလဲမမီးတယ်နော်ဒါဆိုရင်ကိုလိုပြန်ပြောမယ်အကျက်ဝိဘက်ဘယ်နှမျိုးရှိလဲကဲဘာတွေလဲဗျာ30နှစ်သိုးမနေတဲ့ဆိုဝတ္တမဝိဘက်သစ္စာမိဝိဘက်အရဏဝိဘက်အရဘဝိဘက်အယနဝိဘက်ဣဇဒဝိဘက်ဝိဒဝိဘက်ပါရဏဝိဘက်တစ်မျိုးမှာဝိဘက်လုံးရဘယ်နှလုံးရှိလဲ12လုံးဘယ်နှလုံးရှိလဲ12လုံးအဲ့ဒီ12လုံးထဲမှာ16လုံးကိုဘာဝိဘက်အမျိုးသားလို့ခေါ်လဲဘာဝိဘက်လို့ခေါ်လဲဒါကြောင့်ယာနိပုဗ္ဗကံနိသဗ္ဗရာနိဒါနိပရတပရတိညာနိဝန္တိတွေ့လားကဲမင်းတို့မသိမှဆိုလို့ကိုဆက်ပြထားတယ်တန်ရတာတိယံဒီတိဓာမိမာတဲ့ဒါနမူနာတစ်ခုအနေနဲ့ထုတ်ပြထားတာနော်ဒါဆိုရင်ပရတ္တဘုဘာကြောင့်ခေါ်ရတာလဲတဲ့ပရတ္တပရမိတ်စနေနာဘုဒ္ဓကတတိပရတ္တပရတဲ့ကတနဲ့မှာတက်လို့မို့ပရတ္တဘုလို့ခေါ်တယ်တဲ့သုတ်စဉ်တောက်ပြပါဆိုရင်ကတတိပရတ္တပရံသုတ်ကိုတောက်၍ကတနဲ့ဖြစ်တဲ့အတွက်ကြောင့်ဘာလို့ခေါ်လဲပရတ္တဘုဝိဘက်ရှင်းလားဒါဆိုရင်နောက်6လုံးကိုတော့ဘာဝိဘက်လို့ခေါ်လဲ
လာလိုက်ဗျာပရဏယတနောပရဏိတွေ့ရလားတွေ့ရလားတွေ့တယ်နော်ဒါဆိုရင်ကိုလိုတို့ကြည့်လေဟေးကဲဒါဆိုရင်တို့ကြည့်ရအောင်ဟေးတပရတ္တဘုံမှာလည်းဧကဟုတ်ဘုံဟုတ်လို့ရှိတယ်လို့အတနောဘုံမှာလည်းဧကဟုတ်ဘုံဟုတ်ရှိတယ်ဟုတ်လားဟေးဒါဆိုရင်ဝိတ္တမဝိဘတ်တကူရဲမဟုတ်နောက်တစ်ခါပိသမီဝိဘတ်နောက်တစ်ခါကတမီဝိဘတ်ယတနီဝိဘတ်ဣသတနီဝိဘတ်စသည်တဲ့ထိုနည်း၎င်းပဲကိုလူတို့ဟေးဟုတ်လားကဲဒါဆိုရင်တို့ကြည့်ရအောင်ပဋိပက္ခဝိပဿတိကိုလူတို့ဘာနဲ့ဟောလဲပြောဘာနဲ့ဟောလဲဘာနဲ့ဟောလဲအတနောဘဝိပဿတိဘာနဲ့ဟောတယ်ပြောပြန်တော့ပဲပဋိပက္ခဝိပဿတိဘာနဲ့ဟောတယ်အတနောဘဝိပဿတိဘာနဲ့ဟောတယ်ဟောပြီအတပဋိပက္ခဝိပဿတိဧကဝဘဝရှိတယ်အတနောဘဝိပဿတိဧကဝဘဝရှိတယ်ကဲဒါဆိုရင်တို့ပြန်ပြီးတော့ကြည့်ရအောင်ပါရတဲ့ငယ်တာဒီကိုလူတို့ဘာလို့ပြရမလဲပထမပရိဘာပရိလဲဘာပရိလဲပြောမိရဲ့သင်္ကေတဒီနိတိမပရိဘာပရိလဲပြောနိတိမပရိအော်ရဲ့သင်္ကေတဒီဥဒ္ဓမပရိဘာပရိလဲပြောဥဒ္ဓမပရိဒါဆိုရင်တို့ဒီလည်းဒီဟာမှာလည်းအတနောဘုံမှာလည်းဒုနည်းအတူပဲပထမပဋိဒီဘာယောဂပြရမှာလဲပြောဘာယောဂပြရမှာလဲနိတိမပဋိဒီဘာယောဂပြရ
နဲ့ ကာမယောဂ ဘောကြည့်တာနော်သဘောပေါက်ကြည့်တာနော်ပြင်သောကြည့်ဆိုရင်သောကိုကြည့်ကံမင်းမြာအချဝိပ္ပဘယ်နှမျိုးရှိလဲ ရှင်မျိုး တစ်မျိုးလည်းဝိပ္ပဘယ်နှလုံးရှိလဲရှင်းကြောက်လုံးကိုဘာပုတ်လို့ခေါ်ပရဒပုတ်ဒီဘာဟောလဲပတနာပုတ်ဒီဘာဟောလဲ ဘောကလနာ ပြော ဘောကလနာ အချက်မှာဗရိတ်ဘယ်နှပါရှိလဲ ဘုရား ဘယ်နှပါရှိလဲ ဘုရား ဘယ်နှပါရှိလဲ ဘုရား ဘာတွေလဲဗျာပထမဗရိတ် ဒီမဂရေဩရမဂရေ နောက်တစ်ခါ ပရမဂရေဒီမဂရေဩရမဂရေ နောက်တစ်ခါ ပရမဂရေဒီမဂရေဩရမဂရေ ပထမဗရိတ်ဒီဘာယောဂဖြစ်ရမှာလဲ ကာမယောဂ ဘာယောဂဖြစ်ရမှာလဲ ကာမယောဂ ဒီမဗရိတ်ဒီဘာယောဂဖြစ်ရမှာလဲ ဒုမယောဂ ဥဒ္ဓမဗရိတ်ဒီဘာယောဂဖြစ်ရမှာလဲ ကာမယောဂ သဘောပေါက်တယ်နော် မာ ကဲဒါဆိုမင်းတို့တရားကြီးစာဟုတ်လားလိုက်နာမမီပြုသမာနေပြီတုံလျာတိကရဏေပထမောတွေ့လိုက် တရား နာမမီပြုသမာနေပြီတုံလျာတိကရဏေပထမောတွေ့လား တရား နာမမီပြုသမာနေပြီအပြုသမာနေပြီတုံလျာတိကရဏေပထမပုရိသောဟောတိသောခိစ္စတိတေခိစ္စန္တိသောဟာဧကုံမံတိအောင်လို့မှုပြတာတေကဘဝုတ်မံတိအောင်လို့မှုပြတာအပြုသမာနေပြီတဲ့တိုက်ရိုက်မရှိပြီမဲ့တဲ့သိဖို့အတွက်မဆရသိဖို့အတွက်ကိစ္စတိကိစ္စန္တိတွေ့လား တရား တွေ့တယ်နော် မာ နောက်တစ်ခါတုံမင်မျက်စိမောတွေ့လား တရား တွေ့တယ်နော် မာ နောက်တစ်ခါအမေဥဒ္ဓမောတွေ့တယ်နော်ဟိုဘက်မှာ တရား တွေ့တယ်နော် မာ ကဲဒါဆိုရင်ကိုလူတို့နောက်တစ်ချက်ကိုလူတို့သိအောင်ပြောမယ်လေမင်းဆိုတဲ့အညက်ကတို့ကိုလူတို့ဘာလို့ပြတ်ပါလဲတုံမာယောဂလို့ဒီသဘောပေါက်လား မာ ငါဆိုတဲ့နဲ့ကိုဘာလို့ပြတ်ပါလဲအမှားယောဂဘလို့ပြတ်ပါလဲ မာယောဂ ဘလို့ပြတ်ပါလဲ မာယောဂ ဘလို့ပြတ်ပါလဲအမှားယောဂဘာယောဂလဲ မာယောဂ ဒါဆိုရင်မင်းနဲ့ငါကလွဲလို့ကျန်တာကိုဘာလို့ပြတ်ပါလဲနာမယောဂရှင်းလား မာ သဘောပေါက်လား မာ မင်းနဲ့ငါကလွဲလို့ကျန်တာကိုဘာပုတ်လို့ပြတ်ပါလဲ မာယောဂ နာပုတ်နာမယောဂပုတ်ဘာပုတ်လို့ပြတ်ပါလဲ မာယောဂ နာမယောဂပုတ်မှတ်ရနော် မာ မှတ်ရနော် မာ သင်မင်းကလွဲလို့ကျန်တာဘာလို့သိရမှာလဲနာမယောဂဟုတ်လား မာ မင်းဆိုတဲ့နဲ့ဒီဘာယောဂလဲ မာယောဂ ငါဆိုတဲ့နဲ့ဒီဘာယောဂလဲ မာယောဂ ဒ
ကဲဒါဆိုရင်ကိုလူတို့နမူနာလေးတစ်ခုအနေနဲ့ပြပါဗျာဖတ်လိုက်ပါဦးဗျာနောက်တစ်ခေါက်ဘသူရှိခိုးတာလဲဘသူရှိခိုးတာလဲကဲကရိယာပုံလိုက်ဆိုတာလက်ရှာဗျာဘုရားရှိခိုးပါတယ်ဘုရားရှိခိုးတဲ့ကရိယာပုတ်ကဘယ်ပုတ်လဲရှိခိုးတာဘယ်ဟာလဲပြောရှိခိုးတာဘသူကိုလဲဘသူကလဲဒါပဲအရှင်ဘုရားကလို့တော့မပြောနဲ့အရှင်ဘုရားဆိုရင်ဘာဖြစ်သွားလဲမင်းဟုတ်လားကဲဒါဆိုရင်တို့ဒါလေးကိုပါဠိဝါကျလေးတစ်ခုကြည့်အောင်ဗျာဘုရားဆိုတဲ့ပုဂ္ဂိုလ်တို့ပါဠိလိုဘယ်လိုထားပါလဲဗုဒ္ဓဘုရားကရှိခိုးခံရတာလားရှိခိုးတာလားရှိခိုးတယ်ရှိခိုးခံရတာဟုတ်လားအဲ့တော့ကြာရှိခိုးတယ်ဆိုတဲ့ခါကျတော့တို့ပါလေဟုတ်တယ်နောက်တစ်ခုလောင်းမယ်ကဲဒါဆိုရင်တို့ဒါလေးကိုကြည့်လိုက်ဝန္တာမိပဲကြည့်ဒီမှာဘာဝိဘက်ကြီးဆုံးနေလဲကဲမိဝိဘက်ကြီးဘယ်ထဲမှာပါလဲဘယ်ထဲမှာပါလဲဘယ်ထဲသမုဒ္ဒမှာမပါဘူးလားဗျာကဲဒါဆိုရင်ဧကဟုတ်လားဘုဟုတ်လားဧကဟုတ်ဝိနေကကြတော့ဘာပတိလဲဘာပတိလဲဆိုတဲ့ခါကျတော့ဘာယောဂပြည့်မှာလဲဘာယောဂပြည့်မှာလဲဘာယောဂရဲ့အနဲ့တန်ပြည့်ပါလေချင်းကြီးကြီးလေး3ယောက်မတူနဲ့တပြည့်တော်ရှင်းလားနောက်တစ်ခါလူ3လုံးလေးတော့ဘယ်လိုလဲကျွန်တော်သုံးမရဘူးလားမရဘူးလားကဲဒါဆိုတော့ဘုရားရှိခိုးတယ်ဆိုတဲ့စကားမှာဘုရားတို့ကတ္တမပါလား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 ဘူးဟုတ်တယ်ကာလိုက်တဲ့ကတ္တမထဲလို့တို့ဘာလဲမှာလဲဒီမှာဘာပလဲကြီးလဲမင်းလေးဒီဟုတ်လားဘာပလဲဘာပလဲဘာပုတ်လဲဘာပုတ်လဲဘာဟောလဲဘာပလဲလဲပြောဧကဝလားဘုဟုတ်လားဧကဝဆိုတဲ့ခါကြတဲ့ကဥဒ္ဓမပရိဒီဘာယောဂပြန်ပါလဲကဲထဲကြအောင်ဗျာတို့ဧကဝလားဘုဟုတ်လားဧကဝဘာလို့လဲဧကဝကဲဧကဝဆိုတဲ့ခါကြတဲ့ကိုလူလူရွေးချယ်တဲ့ဖို့အတွက်
ကဲဘယ်တဲ့မလဲကဲရှင်လိုက်ပေါ်တယ်ဘယ်တဲ့မလဲဘယ်တဲ့မလဲဟမ်ဘာကြောင့်အဟံထဲရတာလဲမကျန်ထဲလို့ရလားမရလားဟမ်ရလားမရလားအဟောင်းနေမယံနဲ့ဘယ်လိုပြေးလဲရမလားဘာကွဲသွားပြီလဲမယံကဘာဟုတ်ကြီးလဲဒီမှာဘာဟုတ်ကြီးထားဘာဟုတ်ကြီးလဲရမလားယောဂအနေနဲ့တော့မှန်မနေဘူးလားဘာယောဂလဲဘာယောဂလဲဒီမှာဘာဟုတ်လဲတကယ်လို့မယံဆိုရင်မယံဘာဟုတ်လဲဒါဆိုရမလားဒီမှာဝဲရတာဘာသာမှလဲရှင်းလားအဟံဒီဘာယောဂလဲဘာယောဂဒီဘာပရိပြပါလဲဘာပရိပြပါလဲဘာပရိပြပါလဲဥဒ္ဓမပရိသဘောပေါက်လားသဘောပေါက်လားကဲဒါဆိုရင်နောက်နေ့မှဆက်တော့အောင်ဗျာအခုလူလူကဲဒါဒီနေ့တင်းလိုက်ကြအောင်နော်နောက်နေ့မှဆက်ပြီးတော့ကြတော့ကဲစောင်းတွေတင်းကဲသိမီတို့သောဒနာသေရာမေတုသောဒနာသေရာမေတုသောဒနာသေရာမေတုအာယုတာ好，一本我。